小人成一大呀。阿妹，阿妹，看咪毛，你有几下嘞？你是有木脑呢呗？你打三毛还熬嘛吧？我打样人家都懂还好。好吧，马王爷，怎么谁不录吧？马王爷，妹，打谁来熬呢？妹，打谁来熬呢？好的，马王爷，老板，我打谁来熬你嘞？老板，马王爷，就来加吧嘞。哪里养生？公主我爸的啦。我们这把他扒来着哩，打那种都把他买了，我印尼啥的把他们扒来了。把你把他爷，你看，我打你谁来？我地上，喏。嘅，我打你哦，三毛熬呢睇乜呢？安迪文啊，你剛剛七歲咩？係咧，我聽人哋文人咧嚟 call 嚟你，你話都攞三毛熬你啦？熬呢着哩，都在打路喂，印尼啥的把他扒下来。哦，咁啊，佢呢邊多嚟咋啦？嘅吧，馬王爺嚟起ချက်唔နေနော်，လှုပ်ရှုပ်တယ်ဒီနေ့ညနေကျမတို့တားမိတွေအားလုံးပြင်ထွက်ပြီးတော့ကောင်းကြပြီလေ我打你三毛熬呢，說七歲做路吧，係玩大路吧？အေးပါမောင်ရေအေးပါဒါနေ့နေ့ကြရင်တားတဲ့ကနေပို့ဆက်လိုက်ငယ်တို့ဆိုင်မှာတောင်းထားရမယ်နော်ဟုတ်ပြီဟုတ်မော်လီမအိပ်သေးဘူးလားညနေနေပြီလေ အိမ်ပြောသေးလို့ပါမောင်ရေကျမသားလေးကအခုဆိုရင်10တန်းအောင်ပြီဆိုတော့သူ့အတွက်ကျမစုစားတဲ့ဟောဒီရွှေတို့ရွှေသားလေးထုတ်ရောင်းပြီးတော့သူလူပုံလေးမှာမျက်နှာမငယ်အောင်ကျမလုပ်ပြရအောင်မယ်လေမောင်ရေ ညီမလေးကိုအတွက်လည်းကိုပြန်ကြည့်ပါဦးကျုပ်လည်းတဖြည်းဖြည်းနဲ့အသက်ကကြီးလာပြီညီကိုပဲတစ်ချိန်လုံးလိုက်မကြည့်ပေးနိုင်တော့ဘူးဓမ္မမော်လီညီသားရောင်စင်အတွက်ကိုစီစဉ်တာလဲစီစဉ်တာပေါ့အေးညီအတွက်ကိုလည်းညီပြန်ကြည့်ပါဦး ကျမအတွက်ကဂျာရီမလိုတော့ပါဘူးမောင်ရေအဓိကကျမသားလေးအဆင်ပြေဖို့ပဲနောက်ပြီးသူကလူပြိုလေးဖြစ်လာပြီဆိုတော့သူဝိတ်နိုင်စားနိုင်နေနိုင်မှုကအဓိကပဲလေမောင်ရေ အေးပါအေးနော်ပြောမရလဲညီကိုကြုံမပြောတော့ပါဘူးကဲပါညနေနေပြီအိတ်တော့နော်ငါလည်းသွားအိတ်တော့မယ် ဟုတ်ကဲ့မောင် ဟဲ့အောင်စင်မပါစဉ်းစားနေငါခေါ်နေရွေ့ကြလာပြီမိတိုင်ကြောက်လာကြည့်ရ မစဉ်းစားနေတာပေါ့ ဘာစဉ်းစားနေရလဲမလဲရွှေကြောင်လား မဟုတ်ပါဘူးကွာမမေကြောင့်ငါစဉ်းစားနေတာ ဟောဗာများလဲလို့ကွာမင်းဘာမှကြက်တမင်းစဉ်းစားနေစပါမလို့လားမိမိကြောင်လည်းငါတို့တီးပဲလေသူကတာမန်ဘွားနေမှုပြင်မဲ့မိပေါ်လောက်တောင်းဝင်ကြည့်ရဆိုတော့ငါတို့တီးပဲ မမေကဘာမှတောင်းဝင်ကြည့်ပါတယ်ငါဒီဝင်လာခဲ့တော့မှမမေစီကမတောင်းဆိုကြတဲ့ကိုတောင်းဆိုခဲ့တယ် ဟုတ်လားဘာတောင်းဆိုကြလဲ မမေကိုတာမန်ဘဝနဲ့ဝယ်စားနေတဲ့ကိုတောင်းဆိုခဲ့တယ်ပေါ့ အဲ့တော့မိမဲပြန်ပြောတယ် မမေကငါပြောတော့ပြုံးပြုံးကြီးကြည့်ပြီးတော့
လက်ခံခဲ့တယ် အမေခုတာဆယ်တန်းအောင်ပြီဆိုတော့မြို့မှာចောင်းတော့တက်ရောက်ပါနော်အဲ့တော့တားအတွက်အစားအစာရအဆင်ပြေအောင်လို့မေစီစဉ်ထားပြီးတယ်ဟိုရောက်ရင်လည်းမေစီကိုဖုန်းဆက်အောင်တော့ အမေကိုဒီခုတော့တောင်းဆိုလို့ရမယ် အများလည်းတိုက်ရဲ့ပြောလေ မေတော့ရှင်ဒီပုံစံဘိုးပါနေတော့လားမေ ရှားရဲ့ဘေးဘလို့ဝလာတာအခုမှမဟုတ်တာတာဟိုးငယ်လေးတွေကအမေကခုထိဝလာတာလေတာရဲ့အဲ့လိုပုံစံကြီးကိုချက်ချင်းပြောရမယ်ဆိုတော့မေစဉ်းစားပါမယ်တာရဲ့ ဘာနားလဲပါဗျာဒါမဲ့တာတကယ်ချင်းနေရအမေကိုအချောက်ကြီးလို့ပြောတော့ဒါလက်မခံနိုင်ဘူးမေ ဒီမှာတာရဲ့အမေသားပြောတာကိုစဉ်းစားပေးပါမယ် ဟာရွှေမြန်မိဘတော်တော်တိုင်းစိတ်ရှိပုံရတယ်ဘာလို့လဲဆိုတော့သူ့ဘဝတစ်လျှောက်လုံးမှာသူဖြစ်ရှင်တာပဲသူဥစားပေးပြီးလုပ်ခဲ့ရတယ်ခုတော့မင်းတောင်းဆိုတာသူကလက်ခံတယ်ဆိုတော့သူမင်းဘဘလောက်တိုင်းစိတ်ရှိပြီးရှစ်တယ်ဆိုတော့နှခံမမိ မတောင်းဆိုခဲ့တာမလွန်ပါဘူး ငါကွာဘာမှမလုပ်ပါဘူးဘာပဲဖြစ်ဖြစ်ဆိုးရကောင်းမဲ့ပေါ့ ဒီကွာအခုကြောင်းမရကြရင်ငါအမေအိမ်ပြန်လို့အမေတခိုင်းလိုက်ခဲ့ အဲ့ဖြစ်မလေးငါလည်းပြင်းနေတဲ့တော်ပဲ ရှေ့လင်းကငါဒီကောင်နဲ့တွဲသွားတာမလို့ဘူးငါဘယ်နှခါပြောအောင် လင်းမြတ်နင်ငါအရှိအဖဲ့နော်ပြဿနာလားမရှာနဲ့ ရွှေကြီးငါနင့်ကိုပြဿနာရှာနေရမို့နင့်ကငါပြောတတ်တာကိုနင်ဘာလို့နားမထောင်ဟမ် ဩငါရဲ့နင့်ရဲ့စကားကိုနားထောင်ငါနင့်ရဲ့သမီးလားနင်ဘာမှဝင်မစိုးဖက်နဲ့ ဖျောက်လေးမြတ်မင်းကိုယ်လည်းကိုအေးဆေးသွားရင်ကောင်းမယ်နော် ဟဲ့ငါကပြောနေမင်းနဲ့မဟုတ်ငါရွှေကြီးနဲ့စကားပြောနေဒီမှာနေဘေးမှာအေးစစ်ဖယ်နေလိုက်စမ်းပါ ငါဘာလို့ဖယ်ရမှာလဲကွာဟေးရွှေရငါချစ်သူထင်ငါရင်သူပဲနော် လင်းမြတ်ငါနင့်ကိုကောင်းကောင်းပြောနေရနော်လက်ထက်သွားပါတော့ ငါထုံမသားနိုင်ဘူးနေဒီကောင်ကိုဘာကြည့်ကြိုက်ဟမ်ဒီကောင်ကမိမရှိဖမရှိဒီကောင်ကအချောက်မကြီးမွေးရတယ်သူ့မေကအချောက်မကြီးအဲ့ဒါကိုနင်သိရဟမ် လင်းမြတ်ငါရောင်စင်းအောင်ချစ်တာတခြားဘာကိစ္စနဲ့မှမပါဘူးငါဘာသာငါတန်အောင်စင်ရှိလို့ချစ်တာနင်ဝင်မပါပါနဲ့ ဟေးငါနဲ့ဆိုင်လုံးငါဝင်ပြောနေတာဒီကောင်ကအချောက်မကြီးတာဟေးသူ့ရေးပြီးတော့စားရတယ်အဲ့ဒါနင်သိလားဟမ် ဖျောက်မင်းငါမျိုးဆွာ လင်းမြတ်နင်ရှင်ငါချက်ဆက်သွား မင်းချက်ချက်တည်းလားဒါကတော့မင်းကွာဘလို့ဖြစ်တာလဲဟိုကောင်လေးမြက်ကောင်ပါလဲမင်းနဲ့ရွှေချစ်သူဖြစ်နေအောင်အဲ့ကောင်မသိဘူးလား ဒီကောင်တက်မဲ့ငါ့ကိုနှောက်ဆက်တာဒါရွှေရှိနေတယ်ငါစိတ်ချုပ်ပဲနည်းနည်းပဲပြင်ရပြလိုက် ဒီကောင်ငါနဲ့တွေ့ဦးမယ်ကွာဒီကောင်เจ้าမှလည်းဆောင်ပြနဲ့ငါတိတ်ကြည့်ရတာမဟုတ်ဘူးကွာတူမိဘတွေကပတ်စံရှိရဲဆိုတိုင်းနဲ့ထင်ရဆိုင်နေရဒီကောင်က ထားလိုက်ပါကွာပြောနေတယ်အဲ့ကောင်ကြောင့်ပြောဒေါသထွက်တော့
အေးပါမင်းလည်းညမျက်နှာကိုစီးလေးပါလေးထဲလောက်ဘာလဲအထည့်ပေးအောင်မလား ရတယ်လေဘာသာပါထည့်လို့ငါလည်းတော့တော့ အေးအချင်းကတော့နားရမယ် အေး လူဝတ်တာရှင်ငါ့ကိုခေါ်လိုက်နော် ဒီပါ ရှင်ကိုတော့မကြောင်ကြောင်ပြီးတော့မှာဆိုတော့ရွှေနဲ့ကိုတက်တက်ချရအောင် ကိုရဲ့ချိန်ကနည်းနည်းစောလို့မနေဘူးလား စောပါအောင်ရှင်ဒါဆိုအရင်စစ်စစ်ထားမယ်ကိုတော့အချင်းမှုကြီးစူးစမ်းပြီးညကိုပါစောင့်ကြမယ်နော် တွေ့အင်ကိုမပြောရသေးဘူးဖေဖေနဲ့မမေကရွှေရိုးကိုလက်ခံပေးမှာမဟုတ်ဘူး ရှင်ရဲ့ဘာတွေးပြီးကြောက်နေရလဲကိုရွှေရမိသားပါတော့လာတောင်းရမှာပါရွှေကိုမယုံလို့လား မယုံလို့မဟုတ်ပါဘူးကိုရဲ့ယုံလို့ပဲရွှေကိုရဲ့အချစ်ကိုလက်ခံနေသေးတာ ဘာလို့လဲရွှေမိတော့ပြင်ပြလိုက်တော့လေကိုလည်းကိုမပြင်ပြလိုက်တော့နော် ကိုရွှေတခုစိတ်ပူနေတာသိလား နောက်စိတ်မလို့ရွှေ ကိုမိဘတွေကတာမန်နေလို့မဟုတ်ဘူးလေပွင့်ပွင့်လင်းလင်းပြောရရင်အချောက်ကြီးရွှေရီတို့ကခေတ္တညာတဲ့လူငယ်တွေလေဒါကိုလက်ခံပေးနိုင်တယ်ဒါပေမဲ့ဖေဖေနဲ့မမေကလက်ခံပေးမှာမဟုတ်ဘူးကို ဘောင်းကြီးရွှေရကိုအရာအလုံးရေးဆိုင်မယ်ကိုမေကတဘာဝမကြားရတဲ့ဖြစ်နေလို့လေကိုပေါ်မှာတကယ်ကောင်းတဲ့အမေတယောက်ပါငယ်ငယ်လေးတွေကဟိုမိမိတို့မျိုးအဖေတို့မျိုးပြုစုဆောင်ရှောက်လာပြီးတော့ရန်ကုန်ဆိုရဲဒီမျိုးပြကြီးအပြင်မှာကိုမျက်နှာမငင်ထားတာကိုကဒီယာတွေကိုအမေကိုကျေးဇူးကမ်းလိုက်ကိုမတရားကြတော့မှရှိရဲ့ ရွှေနားလဲပါလေကိုရဲ့အဲ့မှာရွှေအင်ကဖေဖေနဲ့မမေကိုပြောချစ်ထားမယ်လေနော်လောလောဆယ်တော့ရွှေကြီးကိုအချိန်နည်းနည်းလေးပေးပါနော် ဟေးကော်ဖီတောက်နေပြီရဲ့ဖေဖေနဲ့မမေအမေចောင်းသွားတော့မယ် တမီးဟိုမနေ့စာကော်ဖီတောက်သွားအောင်လေ ဟာတမီမတောက်တော့ဘူးနောက်ကြမှာဆိုလို့ တမီး ရှမ်း ခံမိစမပြောစရာရှိ ဖေဘာပြောမလို့လဲ ဖေဖေသတင်းတစ်ခုကြားရတယ်တမီးဖေဖေဘာလို့ဆူလို့လဲဆိုတာတော့အတမီလေးသဘောပေါက်ပါလိမ့်မယ် ဖေဖေအဲ့ဒီကိစ္စကိုသိသွားပြီလား ဟ
တမီးဖေဖေကိုမညာတော့ပါဘူးတမီးနဲ့ရောင်စင်တွေကချစ်သူတွေပါဟုတ်မပြောရသေးတာနဲ့မပြောဖြစ်တာ သမီးရဲ့ချစ်သူကိုတော့မမေတို့ဘာမှမပြောချင်ပါဘူးဒါပေမဲ့သမီးရွေးချယ်ထားတဲ့ချစ်သူကမျိုးရိုးအစစ်တမ်းဂုံတိတ်ခါရှိဖို့တော့လိုတယ်နော် အဲ့ဒီကိစ္စကိုပဲတမီးဖေဖေနဲ့မမေကိုပြောချင်လို့ပါ တော်ပြီသမီးဆက်မပြောနဲ့တော့ဖေဖေပြောမယ်သမီးခုချစ်နေတဲ့သမီးရဲ့ချစ်သူရဲ့မိဘအတိုင်းဝဲအောင်ပုံမှန်မဟုတ်ဘူးဆိုတာလေသမီးသိပြီးသားပဲလေဖေဖေတို့ကနေပါဦးဘယ်လိုမျိုးခမိခမဲ့တော့မှလဲဖေဒီကိစ္စသဘောမတူဘူးကွာ ဒါပေမဲ့ဖေဖေရဲ့ तू ကလူတော်လူကောင်းတစ်ယောက်ပါတမီးရွေးချယ်ထားတဲ့ तू ကတမီးဘဝအတွက်အဆင်ပြေမဲ့ထင်လို့တမီးတိတ်တိတ်ချာချာဆုံးဖြတ်ပြီးတော့ရွေးချယ်ထားတာပါဖေဖေ သမီးရွေးချယ်ထားတဲ့သူကမမေတို့သဘောမကျဘူးဆိုရင်တော့ဘလို့မှမဖြစ်နိုင်ဘူးနော်သမီး ဟုတ်ပြီလေဒါဆိုရင်လေသမီးရဲ့ချစ်သူရဲ့မိဘတွေကိုဖေဖေတို့စီလာပြီးတော့စစ်သက်လာကြောင်းဝင်ယူတယ်ဖေဖေတို့စကားပြောကြည့်တာပေါ့ကွာ ဟုတ်ဖေဖေတမီးရောင်စင်ကိုပြောလိုက်ပါမယ် ပြတော့တော့ကြောင်းတော့ ရှေ့ဒီပဲတော့မလို့ ကျောင်းပြန်လာလေနင်မတွေ့ဘူးလား နေတာနေစမ်းမှာငါနေနဲ့ပြောနေမှာ လင်းမြတ်နင်ငါ့ကိုလာမရှုပ်နဲ့တော့ ရွှေကြီးနေငါ့ကိုဆိုဘာလို့အမြဲတမ်းမကောင်းပြောနေရဟမ် နင်လိုကောင်းအောင်ငါဘာမှပြောစရာစကားမရှိဘူးနင်ငါနဲ့ဝေးဝေးမှနေထိုက်စားငါရှိရ ဖဲနိုင်ရွှေငါမှဘာနဲ့ကြည့်ရှိလို့ငါကအဲ့လိုဒီခါခါလေးဖြစ်နေဟမ်ငါနေကိုချစ်တယ်ဆိုရင်နင်သိရမလားအဲ့တော့ငါချစ်နေလက်ခံပြီ လင်းမြတ်ငါနေသိအောင်တစ်ခုပဲပြောလိုက်မယ်နော်ငါနင့်ကိုမချစ်ဘူးဟဲ့ကျုပ် ဘလို့နိုင်ရွှေနေငါချစ်ကိုလက်ခံတယ်ဆိုမှငါတော့ လင်းမြတ်နင်ဘာဖြစ်နေတာလဲ မင်းခုချိန်လေးတည်တရားမြတယ်မင်းရွှေရက်မရှိဘူးလို့ပြောနေရတယ်မင်းအတင်ရပြီးဆက်ပြောခဲ့သေးတယ်ဟဲ့အောင် ဘုငါကိစ္စမှာရုံးဝင်ပါဗျာငါရွှေကြီးချစ်တဲ့အတွက်ဒီစီမမရအောင်စောင့်ကြည့်နေ လုံးလိုက်လေကြာသလားလို့ချင်းကမင်းနဲ့ကဘာကောင်းလဲဆိုသိရ တော်တော့ကိုရဲ့လာတော့ရအောင်ဒီမှာလင်းမြတ်နေလန်းနေသွားတော့ပြဿနာမရှာပါနဲ့တော့ငါတောင်းပန်ပါလေ ဒီပါဟဲ့ဒီဟာရွှေကြီးမျက်နှာကြောင့်ရုံးကအလျှော့ပေးလိုက်ဒီမှာတော့ကောင်းပြီ ဒါကပါ ဟယ်လိုမေ ဟဲတာအမေစီကိုဖုန်းဆက်တယ်ဟုတ်ဘာကိစ္စရှိလို့လဲတာ ပါမေကိုပြောချင်ရှိလို့ ပြောလေတာဘာများလဲ ပါမကောင်းမလေးရှိနေပြီဒါမေကိုဖုန်းဆက်ပြောတာ ဟင်တာကြီးစားထားတာအမေလည်းဘာမှမသိရပါလား ဒီလိုမေရဲ့ အဲ့ဒါကြောင့်တားရဲ့စစ်စစ်ပွဲကိုမေလာပြီးပါနော် အေးပါတာရဲ့အမေစီစဉ်ပြီးတော့လာခဲ့ပါမယ် ဟုတ်ကဲ့ပါမေ
မိမော်လီရှစ်စမိတ်သွားညက်ပြီးတော့တယောက်တည်းဘာထိုင်လုပ်နေရလဲဒီမှာ ဘာမှမလုပ်ပါဘူးမောင်ဝင်ရဲ့ကျမစဉ်းစားနေတာ ဟဲ့ဘာတွေများစဉ်းစားနေပြန်ပြီလဲ ဘာပေါ့မောင်ရဲ့မကြခင်မှာကျမသားလေးကအိမ်အောင်ပြုတော့မှာဆိုတော့သူ့အတွက်ကိုတွေးပူပြီးတော့ကျမရင်လေးနေတာမောင်ဝင် ဒီမှာမိမော်လီလူဆိုတာတီးချိန်တန်တီးပွင့်ချိန်တန်ဝင်းနဲ့ညီသားရောင်စင်ကအရွယ်ရောက်နေပြီလေအိမ်အောင်ပြပါစမ်းလာရဲ့ ကျမနားလဲပါတယ်မောင်ဝင်ရဲ့ကျမလည်းစိတ်ကိုအကောင်းဆုံးပြင်ဆင်ထားပါတယ် ကဲပါဘာမှတွေးမနေတော့နဲ့ညီလည်းနေကောင်းတာမဟုတ်ဘူးကိုကျမ်းမာရေးလေးပါကိုယူဆိုင်အောင်ကဲအိမ်မော်တက်တော့အောက်မှာအေးတယ်ပြန်ဖြားနေဦးမယ်ကျုပ်လည်းဟိုဘက်ရက်ကွက်သွားလိုက်အောင်မယ်နော် ဟုတ်ကဲ့မောင် ထိုင်မနေတော့တက်တော့နော် ဟုတ်ကဲ့ မောင်ဝင်လာပါဦးကျမပုံစံကိုကြည့်ပါဦးအစ်စ်ပြေးလားလို့ ဟဲ့လှပါတယ်ဟေးညီကအရင်တည်းကလှခုလည်းလှပါလေ ဒါမဲ့ကျမလေးတားလေးတို့ချင်းနေအရင်ကခုံနေတက်လား ။အော်အဆင်ပြေမှာပါဟေးဘာစိတ်ပူစရာလို့လဲ။မချမ်းညီသားကိုမလေးပြောင်းလို့ပြောလို့ဟွန်းကဲကမိုင်သွားကြမယ်လား ဟုတ်ကဲ့မောင် ဟုတ်ကဲ့ပါအခုလိုသမီးလေးရဲ့စိတ်သက်ပွဲကိုလောက်ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ဟုတ်ဒါလောင်စင်းပြီးကြလားမသိပါဘူး ဒီပါရရှင် ။ဟောကျွန်တော်တခုတော့တောင်းဆိုပြရစီ။ကျွန်တော်သမီးလေးရဲ့မင်္ဂလာပွဲကိုတင်းတောင်းတင်းတယ်ဖြစ်အောင်ဆောင်ရွက်ပေးပါလို့ကျွန်တော်လေးတခုတော့တောင်းဆိုချင်ပါတယ် ။စိတ်ချပါ။ကျမတို့ကလည်းသမီးလေးကိုကိုယ့်သမီးအရင်လေးကြောက်နေချစ်ပါတယ်။တားလေးရောင်စင်အတွက်ကတော့ဘာမှစိတ်မပူပါနဲ့။ကိုလူမိုင်တို့စိတ်မပြတ်စေရပါဘူး။သမီးလေးကိုလည်းတင့်တောင်းတင့်ထားမှာပါ ဟိုတခုတော့ရှိရဲ့နော်ဟိုကျမရဲ့သမီးလေးကသမင်းမချက်တတ်ဘူးဟိုအိမ်မှာရွှေပေါ်မြတ်တင်မထားရတာနောက်ပြီးသမီးလေးတို့အိမ်အောင်ကြပြီးသွားရင်ကျမအိမ်မှာပဲခေါ်ထားပြရစီ ဟုတ်ကဲ့စိတ်ချပါမာရီတို့ဘက်ကိုကျမဘာမှကန့်ကွက်စရာမရှိပါဘူးအားလုံးအဆင်ပြေအောင်လဲကျမအားလုံးဆောင်ရွက်ပေးပါမယ် ။မာကြီးပြောတာနီးလန်းကြပါတယ်။ဒီမတို့အပြည့်အဝထောက်ခံပါ ။ဒါတော့တားနဲ့သဘောတူကြတာပေါ့ဘူးလေ။သမီးလေးစိတ်ချမ်းသာပါစေဆိုပြီးတော့ဟိုပြုခဲ့တာ။တောက်လေပြီးတော့ဆောင်းဆွေးပြစီ။သမီးလေးကိုလိုလိုက်ပါလို့သမီးလေးဖြစ်စေချင်တဲ့ဆန္ဒကိုလည်းလုပ်ပြီးတော့ထာဝရချစ်ပေးပါလို့တောင်းဆိုကြမှာနော် ဟုတ်ကဲ့စိတ်ချပါဘူးလေကျွန်တော်ရွှေရီကိုပတ်သက်ဆုံးထားပါရှစ်သွားမှာပါ ကဲဝင်သားပါနဲ့ကဲစောက်ကြပါအောင်စောက်ကြပါကဲဘယ်ရောစင်မေ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  ။မော်လီအပြည့်စားပါအောင်ရှင်။လာကြပါအောင်ဒီမှာမော်လီဓာတ်တော့ခံလို့မော်လီ မေမေဘာလို့တော့ဝင်ကားလိုက်ရလဲဗျာဘာလို့ကိုလောက်လိုက်ရလဲ ဒေါ်လေးဒေါ်လေးဒေါ်လေး ဒါအမေတောင်းဝကြည့်ပါလေနော်ဒါဟုတ်အ
အမေစောက်ရှောက်ပေးရတဲ့ကာလတစ်လျှောက်မှာအမေရမ်းကျင်တဲ့သားရဲ့သားတဲ့တမီးလေးရှေ့ဆက်မဲ့ဘဝလမ်းမှာရှောက်မျိုးပါစေလို့အမေဆုတောင်းပေးရတော့သားမဲ ဒေါ်လေးဒေါ်လေး မိမောင်ရဲ့နေဘဝတစ်လျှောက်လုံးပါလေဘာရအနှစ်သားအတွက်ပဲပေးဆက်ခဲ့တာအခုနေရအသက်ကိုတော့ပေးဆက်ခဲ့တာလားဟဲ့နေသားရဲ့လေနောင်လာမွေးလာမယ်မျိုးဆက်တက်ကလေးကိုတော့နေမချစ်သွားရရှာဘူးမိမောင်ရဲ့နေဘဝမှာလေဝတ်ကျွေးတွေရှိခဲ့မယ်ဆိုရင်ဒီဝတ်ကျွေးတွေအကုန်လုံးဒီဘဝဒီမြနဲ့ပဲခြေပါစေလို့မမဝစ်စတောင်းပေးပါရဲ့မမဝစ်စတောင်းပေးပါရဲ့မဲ ဒေါ်လေး နွေထွေးကလာပါစင်သာအောင်မြင်သောဘဝလမ်းရှောက်လန်းချမ်းမြေသာယာ